ရေနံနဲ့တဘာဝဓာတ်ငွေ့ကလည်းအရှံပဲထွက်တာကြောင့်လည်းအမေရိကန်ဟာလက်ရှိမှာဆော်ဒီအာရေဗျနဲ့ရုရှားကိုတောင်ကြော်တက်ပြီးရေနံအများဆုံးထုတ်လုပ်နေတဲ့နိုင်ငံဖြစ်ပါတယ်။ဒါဟာ2008ခုနှစ်နောက်ပိုင်းမှာ Shale Revolution လို့ခေါ်တဲ့ကြောက်လှတွေကြားကရေနံထုတ်ယူတဲ့နည်းပညာအသစ်ကြောင့်လည်းဖြစ်ပါတယ်။ဒီအချက်တွေကပဲအမေရိကန်ကိုကိုရှိတော့ဖို့ကိုရက်တီနိုင်လောက်တဲ့နိုင်ငံတကာဖြစ်စေပြီးတန်ဇာတ်ပိုးကျော်ဝခြင်းကလည်းအခြေခံကြဆုံးအားသာချက်တစ်ခုပဲဖြစ်ပါတယ်။ဒေါ်လာဈေးကွက်နဲ့စီးပွားရေးအင်အားစစ်တပ်ထက်တောင်ကြောက်ဖို့ကောင်းတာကတော့အမေရိကန်ဒေါ်လာပဲဖြစ်ပါတယ်။အမေရိကန်ဒေါ်လာဟာကမ္ဘာစီးပွားရေးအသက်သွေးကြိုးလို့ပြောလို့ရပါတယ်။အမေရိကန်စစ်တပ်ထက်စာရင်ဒေါ်လာရဲ့လွှမ်းမိုးမှုကပိုပြီးအရေးပါနေတယ်လို့ပညာရှင်တွေကပြောကြပါတယ်။ကမ္ဘာပေါ်မှာရှိတဲ့ဗဟိုဘဏ်နဲ့နီးပါးကတော့သူတို့ရဲ့နိုင်ငံခြားငွေအရန်အဖြစ်အမေရိကန်ဒေါ်လာကိုပဲအဓိကထားစုဆောင်းထားကြရပါတယ်။ဒါဟာဘာကိုဆိုလိုတာလဲဆိုရင်တစ်ကမ္ဘာလုံးကအမေရိကန်ဒေါ်လာကိုအယုံကြည်ရဆုံးငွေကြေးအဖြစ်လက်ခံထားကြလို့ပဲဖြစ်ပါတယ်။အကယ်၍ယခုဒီဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေကတရုတ်နိုင်ငံကနေပစ္စည်းမှာဆော်ဒီကနေရေနံဝယ်အများအပြားအမေရိကန်ဒေါ်လာနဲ့ပဲငွေပေးချေရပါတယ်။ထို့သဖြင့်ရေနံကိုဒေါ်လာနဲ့ဝယ်ယူလို့ရတဲ့စနစ်ကြောင့်ကမ္ဘာနိုင်ငံတဲ့နီးပါးမှာဒေါ်လာသုံးစွဲမှုကိုမရှိမဖြစ်အခြေအနေတစ်ခုအဖြစ်ဖန်တီးထားပါသေးတယ်။အမေရိကန်ဟာစစ်တပ်လွှတ်စရာမလိုပဲနိုင်ငံတကာကိုစီးပွားရေးအရာဒုက္ခပေးနိုင်ပါတယ်။ဘာကြောင့်လဲဆိုရင်ကမ္ဘာငွေကြေးပေးချေမှုစနစ်ကိုဒေါ်လာကလွှမ်းမိုးထားတဲ့အတွက်အမေရိကန်သားဒေါ်လာအသုံးပြုခွင့်ပိတ်ပင်လိုက်မယ်ဆိုရင်အဲ့ဒီနိုင်ငံဟာနိုင်ငံတကာနဲ့ကုန်သွယ်လို့မရတော့ပဲစီးပွားရေးပြတ်သွားစေနိုင်ပါတယ်။အမေရိကန်အခြားနိုင်ငံတွေလိုမဟုတ်ပဲမိမိနိုင်ငံရဲ့ကျွေးမြီတွေကိုမိမိဘာသာစိတ်ကြိတ်ထုတ်လုပ်နိုင်တယ်လို့ဒေါ်လာနဲ့ပြန်ပေးဆက်နိုင်တဲ့အနေအထားမှာလည်းရှိပြီးတခြားနိုင်ငံတွေကတော့ဒေါ်လာရဖို့အတွက်ကုန်ပစ္စည်းထုတ်လုပ်ရောင်းချပြီးမှသာရရှိနိုင်တာပဲဖြစ်ပါတယ်။